မျိုးသမီးရဲ့ခြေထောက်တွေဟာရုတ်တရက်ဆိုသလိုတက်သားတုပ်တွေအဖြစ်ပြောင်းလဲသွားပါတယ်။နောက်တော့လက်တွေပါလိုက်ပြီးပြောင်းလဲလာတာကြောင့်သူမခန္ဓာကိုယ်ကိုသူမမသိနိုင်တော့ပဲတကူလုံးကလထိုင်တစ်လုံးဖြစ်သွားပါတော့တယ်။တကယ်တော့အဲ့ဒီနေ့မနက်နိုးလာကြတဲ့ကသူမဟာတခုခုထူးဆန်းနေတာကိုသတိထားမိခဲ့တာပါ။သူမမှန်ရှိကိုပြေးလွှားသွားပြီးအင်ကြီးကျဲတီတွေကိုဖြုတ်ကြည့်လိုက်တဲ့အခါရင်ဘတ်ကိုထောက်ထားတဲ့တစ်သားတုပ်နှစ်ချောင်းကိုတွေ့လိုက်ရပါတယ်။သူမသွေးပြတ်သွားပြီးလမ်းပေါ်ကိုဝရုံသုံးကားထွက်ပြေးခဲ့ပေမဲ့မကြခင်မှာပဲခြေထောက်တွေပါတစ်သားတုပ်တွေဖြစ်ကုန်ပါတယ်။အစကတော့စိတ်ချောက်ချတာလို့ပဲထင်ခဲ့ပေမဲ့အင်ကြီးကိုထက်ကြည့်လိုက်တဲ့အခါရင်ဘတ်မှာအပေါက်ကြီးဖြစ်နေတုံးပါပဲ။သူမကြောက်ကြောက်လန့်လန့်နဲ့အိမ်ကိုအပြေးပြန်ခဲ့ပေမဲ့ကြံတဲ့ချက်တောက်တစ်ဖက်ကပါပြောင်းလဲသွားပြီးဝှက်ထားတဲ့ဘောင်းဘီကမြေပေါ်ရှော့ကျသွားပါတယ်။နောက်ဆုံးလက်တွေပါတစ်သားတုပ်ဖြစ်သွားပြီးတကူလုံးဟာကလထိုင်တစ်လုံးအဖြစ်အသွင်ပြောင်းသွားပါတော့တယ်။ညနေတဲ့အခါလေလွင့်နေတဲ့မျိုးသားတစ်ယောက်ကအဲ့ဒီကလထိုင်ကိုတွေ့ပြီးအိမ်ကိုတည်သွားပါတယ်။အဲ့ဒီမှာမထင်မှတ်ပဲအမျိုးသမီးဟာလူအသွင်ပြန်ဖြစ်လာခဲ့ပါတယ်။သူမဟာအဝတ်စားတောင်ဝတ်ဖို့အချိန်မရပဲဘူတာယုံထဲကိုအမြန်ပြေးဝင်ခဲ့ရပါတယ်။အဲ့ဒီမှာလည်းကလထိုင်ထပ်ဖြစ်သွားပြန်တာကြောင့်ဘတ်စကားစောင့်နေတဲ့အဖိုးကိုတယောက်ကသူမအပေါ်ထိုင်ခဲ့ပါတယ်။ကားရောက်လာလို့အဖိုးကိုထွက်သွားတဲ့အခါမှာသူမဟာလူအသွင်ပြန်ဖြစ်လာပြီးအိမ်ကိုအရောက်ပြေးလာပါတယ်။လမ်းမှာလူတစ်ယောက်ဖြတ်သွားတိုင်းသူမဟာကလထိုင်ဖြစ်ပြောင်းသွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့မျိုးသားတစ်ယောက်ကသူမကိုကောက်ယူပြီးအိမ်ကိုတည်သွားခဲ့ပါတယ်။အဲ့ဒီမျိုးသားအလုပ်သွားတဲ့အချိန်တိုင်းမှာတော့သူမဟာလူအသွင်ပြန်ပြောင်းပြီးဂရင်ပေါ်မှာအေးဆေးဆေးနားနေလေးရှိပါတယ်။အဲ့ဒီအမျိုးသားကလည်းဒီကလထိုင်လေးကိုအရန်တန်မိုးထားတာကြောင့်သူတို့နှစ်ယောက်ဟာပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကိုပိုင်ဆိုင်သွားကြပါတော့တယ်။